ကျွန်တော်ခံစားနေလို့ပြောရမှာမဟုတ်ဘူးဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်လိုမျိုးသူ့ရဲ့ဟန်ဆောင်ကောင်းတဲ့အာဘော်တွေထဲမှာထပ်ပြီးတော့မှမျောသွားပြီးတော့လဲကြမဲ့သူတွေအတွက်ကျွန်တော်စိုးရင်လို့ကျွန်တော်ပြောတာဖြစ်တယ်စိုးရင်လို့ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်နဲ့ပြီးသွားပြီကျွန်တော်နဲ့ပြီးသွားပြီကျွန်တော်နဲ့ကျွန်တော်ကျေးဇူးတော်ကြောင့်ကျွန်တော်မလဲသွားတာဖခင်တကယ်ကောင်းမြတ်တယ်တမာတရားကကျွန်တော်ထဲမှာရှိနေတဲ့အတွက်ကျွန်တော်တမာတရားကျွန်တော်ထဲမှာရှိတယ်ဆွဲခေါ်တဲ့အတွက်ကျွန်တော်မလဲသွားတာမဟုတ်ကျွန်တော်လဲသွားပြီပေါ့ကိုဝိညာဉ်ရေးကဖခင်ဝိညာဉ်ရေးကဖခင်ဆိုတဲ့စကားကိုကျွန်တော်ကျမ်းစာထဲမှာထောက်ပြပေးပါလားဘာမှရှိလေလို့ဒါပေမဲ့ကျွန်တော်သိတာကတော့ယေရှုခရစ်တော်ကျွန်တော်အစကပောက်ကျမ်းကနေဗျာဒိတ်ကျမ်းဒီအထက်အခါခါဖတ်ခဲ့တဲ့အချိန်မှာကျွန်တော်ပြီးခဲ့တဲ့အရာတခုကပါလဲဆိုတော့ယေရှုကဘာပြောလဲဆိုတော့မင်းတို့ကောင်းခင်အောက်မှာမြေကြီးမှာမင်းတို့ကောင်းခင်အဖတပါးတည်းပဲရှိတယ်မင်းတို့ရဲ့ကျန်တဲ့သူကိုမင်းတို့မှာအဖမရှိဘူးတဲ့ဝိညာဉ်ရေးရမှာသင်တို့ကောင်းခင်အဖတပါးတည်းပဲရှိတယ်တဲ့အဲ့တော့ကျွန်တော်သားသမီးအရင်နဲ့အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဝိညာဉ်ရေးကဖခင်လို့ပြောပြီးတော့မင်းတို့အောင်မြင်ခြင်းဝိညာဉ်ရေးကဖခင်ကိုဝန်ခံရမယ်ဟိုကအေလိယနဲ့အေလိရှေရဲ့နမူနာပေါ့အေလိရှေအေလိယနောက်အဆုံးထိလိုက်တယ်အဲ့အချိန်တော့လိုက်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့အေလိယဆိုတာဖခင်ကိုပုံဆောင်တဲ့သူလေဖခင်ကိုပုံဆောင်တဲ့သူဖခင်အသုံးပြုတဲ့သူဆိုတာဖခင်နဲ့ကျန်တဲ့သူတွေတိုက်ရိုက်စကားပြောပိုင်ခွင့်မှမရှိတာ prophet တွေကနေတဆင့်သွားတယ်ကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့ပရိညင်ထဲမှာဖခင်နဲ့တိုက်ရိုက်ဆက်သွယ်ခွင့်ရတဲ့ယေဘရဟိကိုကျွန်တော်တို့ရတယ်လေယေဘရဟိဘိသိက်ကိုကျွန်တော်တို့ရတဲ့အခါမှာကျွန်တော်တို့ဖခင်နဲ့ဓာတ်ရိုက်ဆက်သွယ်ခြင်းရှိတယ်လေအဲ့တော့ဆရာတွေကိုမင်းတို့ကြွယ်ဝခြင်းဆရာတွေကိုမြင်များပေးမင်းတို့ကြွယ်ဝခြင်းမင်းတို့ကားကောင်းစားစီးခြင်းဆရာတွေကိုကားကောင်းစားပေးဆိုတဲ့ဒေသနာတွေက manipulation လုပ်နေရလို့ပဲမြင်တယ်ရင်းထည့်နေရလို့ပဲမြင်တယ်ရင်းထည့်နေရလို့ပဲမြင်တယ်ရင်းထည့်နေရမင်းတို့ဆရာတွေကိုဝန်ခံအဲ့ဒါမှမအောင်မြင်အဲ့ဒါမှမင်းတို့အောင်မြင်မယ်မင်းတို့ဆရာတွေကိုဝန်မခံမအောင်မြင်ဘူးဝေါဘာလို့ဖရာသခင်ကိုဝန်မခံခိုင်းပဲနဲ့ဘာလို့လူတွေကိုအတင်းစိုးဝန်ခံခိုင်းနေတာလဲလူတွေကိုပို့ပြီးဝန်ခံခိုင်းနေတာကအရင်ကြောက်ဖို့ကောင်းနေတာမဟုတ်ဘူးလားမဟာပြည့်ညတ်တော်ကပါလေဖရာသခင်စိတ်နှလုံးကျွမ်းမဲ့ကိုယ်စွမ်းရှိတဲ့လောက်နဲ့ချစ်တယ်ဝေါအဲ့ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လို့လူတွေကိုဝန်ခံခိုင်းနေတာအတင်းစိုး